မင်္ဂလာပါဒီနေ့ရောင်းမိတ်ဆက်ပေးချင်တာကတော့ဒါပေ60-80ကျဲတဲ့ဂရန်မြေကွာအလွတ်တစ်ခုဖြစ်ပါတယ်ဒါဒီရှေ့မှာမြင်နေရတဲ့အုတ်တိုင်းတမန် PC ပါဝင်ပြီးသားမြေကွာအလွတ်ဖြစ်ပါတယ်ဒီမြေကွာလေးကဒါပြင်ဦးလွင်မြို့ရဲ့ပရိဒါမြို့တစ်ရက်ကွက်ကြီး8မှာရှိတာဖြစ်ပါတယ်ရက်ကွက်ကြီး8ကမှသူကယူဇနာလမ်းမကြီးနဲ့ဆိုရင်ကြောက်ကနေထားလောက်မှရှိတဲ့အိမ်ဝင်းအလွတ်လေးဖြစ်ပါတယ်ဒါပေကျဲပေ60-80ကိုရောင်းမဲ့ဈေးကတော့39,300ကိုညှိနှိုင်းသေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်60-80 ဖရိမ်ဖြစ်တဲ့အတွက်ဒါပတ်ဝန်းကျင်ကလည်းဟိုအေဂျင့်တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မျိုးဖြစ်တယ်ပတ်ဝန်းကျင်တန့်တယ်ပေါ့နော်ဟိုရှေ့မှာမြင်နေရတဲ့လမ်းကဒါပြည်တာယာလမ်းဖြစ်ပါတယ်အဲ့တော့ဒီပြည်တာယာလမ်းကနေညာကိုချိုးသွားလိုက်မယ်ဆိုရင်ချိန်လမ်းမကြီးကိုရောက်မယ်ဒီဘက်ကနေယူနာလမ်းမကြီးတိုင်းသွားမယ်ဆိုရင်တော့ရက်ွက်ကြီး6မှာရှိတယ်ရုံပေါင်းစုံတို့တရုတ်ပုံကျောင်းတို့ရောက်ရှိမှာဖြစ်ပါတယ်နေရာနေထားလေးတော်တော်လေးကိုကောင်းပါတယ်ဒါသူ့ရဲ့ဘေးမှာဆိုရင်လည်းခုလိုအင်ကြီးအိမ်ကောင်းနေတယ်ပေါ့နော်အိမ်ရှိရဲ့လမ်းဆိုရင်လည်းကွန်ကရစ်လမ်းခင်းပြီးသားလမ်းကျယ်ဖြစ်တယ်ဒီလမ်းကတော့ဒါမြင့်မို့လမ်းဖြစ်ပါတယ်ဒီကွက်လေးကိုရောင်းမဲ့စီက39,300ကိုညှိနှိုင်းပြီးရောင်းချပေးမှာဖြစ်ပါတယ်မိတ်ဆွေတွေနဲ့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3994453530ကိုဆက်သွယ်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ